Prime ဖတ်မှာကိုမိုးခေါင်မဲညာလားမင်္ဂလာပါခင်ဗျာ Nice Choice Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ညကရွေးချယ်ထားတဲ့ပွဲစဉ်ကတော့မြန်မာစံတော်ချိန်ည7:00နာရီအချိန်မှာရှင်ပြိုင်ကစားကြမယ်ဂျာမန်ဘွန်ဒက်စလီဂါပွဲစဉ်ကပွဲဖြစ်တဲ့ Frankfurt နဲ့ Prime တို့ပွဲစဉ်ပဲဖြစ်ပါတယ်ဗျာဒီပွဲစဉ်မှာတော့ Ancient Frankfurt အနေနဲ့တရေ80ရှုံးစီကြောပေးထားပြီးဂိုးပေါင်းကိုတော့3လုံး80နိုင်ဖွင့်လှစ်ထားတာတွေ့ရပါတယ်ဗျာAncient Frankfurt အနေနဲ့တော့ဒီယာဒီမှာတိုက်စစ်ကဂိုးရဖို့လွေးကူတလို့ပဲခန့်စစ်ကလည်းအိတ်ပေါက်နဲ့ဖားကောက်နေရတဲ့အနေအထားဖြစ်နေပါတယ်။တစ်ဖက်ကဧည့်သည် Frankfurt အနေနဲ့တော့လူကြီးလိုတလို့တိုက်စစ်မြင့်တောက်တလို့ခန့်စစ်ပိုင်းကလည်းအတိအသင့်ခေါင်းပေါ်ပါတယ်။ပထမအကြောမှာတစ်ဖက်နှစ်ကိုးစီတရေကြခဲ့ပြီးထိုပွဲမှာ Frankfurt အနေနဲ့တရေ20ရှုံးတာဈေးကြောပေးခဲ့တာကြောင့်ယခု Frankfurt အနေနဲ့အင်ကွင်းမှာတရေ80ရှုံးဈေးကြောပြန်ပေးတာဈေးမှန်ဈေးမြန်လို့ပြောလို့ရပါတယ်။တိုးတော့ဒီပွဲရေဂိုးပေါင်းစေးအနေထားကတော့ပြောเสียဖြစ်နေပြန်ပါတယ်။ဘာကြောင့်ဆိုရင်ပထမအကြောတုံးကလည်းဂိုးပေါင်းစေး3လုံး90နိုင်ထိဖွင့်လှစ်ပေးခဲ့ပြီးတဖက်နှစ်ကိုးစီတရေကြကဂိုးပေါ်ဖြစ်ခဲ့ပါတယ်။နောက်ပြီးဒီနှစ်သိန်းရဲ့ထိကြိုက်တွေးဆိုမှုနောက်ဆုံး၄ချိန်မှာနှစ်သိန်းပေါင်းတွင်ကို၄ခုနဲ့အထိုက်ပြီးဖြစ်ခဲ့ပြန်တာမို့လို့ယခုပွဲမှာပေးထားတဲ့ဂိုးပေါင်းဈေးဟာဈေးလျော့ကျနေတဲ့အနေအထားဖြစ်နေပါတယ်။ဂျာမန်ဘွန်ဒက်စလီဂါလည်းဖြစ်တယ်လို့နှစ်သင်းစလုံးဟာလည်းဂိုးသွေးချီမြင့်မားတဲ့အနေအထားမှာရှိနေပြီးအထူးသဖြင့်ဒီဟာဒီဂိုးပေါ်အပင်းလိုဖြစ်နေတဲ့ Frankfurt ကြောင့်ပဲဒီပွဲရဲ့ဂိုးပေါင်းဈေးဟာပထမအကြော့ကလို့3လုံးတရေဝန်းကျင်ထိဖွင့်လှစ်တင်ပေမဲ့လက်ရှိမှာတော့ဂိုးပေါင်း3လုံး80နိုင်ဆိုတဲ့အနေအထားဟာလုံးဝမထစ်တဲ့ဈေးတန်းမျိုးပါပဲဒါကြောင့်မထစ်တဲ့ဂိုးပေါင်းဈေးတန်းနဲ့အကျူဒီပွဲမှာတော့ဂိုးပေါင်းအောက်ဘက်ကိုသာရင်းရင်သွားချင်ပြီးပါတော့တယ်မိတ်ဆွေတို့အနေနဲ့တခြားရွေးချယ်မှုတွေကိုတော့ Telegram Channel မှာတွားရောက်ကြည့်ရှုနိုင်ပါတယ်။ Telegram link ကိုတော့အောက်က description နဲ့ comment မှာထည့်ပေးထားပါတယ်ခင်ဗျာ။အားလုံးအဆင်ပြေကြပါစေခင်ဗျာ။